မင်္ဂလာပါ12နာရီအတန်ဇလန်အစီအစဉ်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညပြပြပေးမယ့်ဇလန်လေးကတော့တကယ်ဖြစ်ရမှန်ဖြစ်လို့ကြားရသူတိုင်းညဘက်ဖုန်းမြင်တဲ့အောင်ကြောက်သွားစေခဲ့တဲ့ဖြစ်ရတစ်ခုလေးပါနော်ည12နာရီကျော်ရင်ဖုန်းမကိုင်နဲ့ရန်ကုန်မြို့အစွန်ဘက်လူနေကျဲတဲ့ရက်ွက်တစ်ခုမှာတိုက်အဟောင်းတော်လုံးရှိတယ်အဲ့ဒီတိုက်ကညဘက်ဆိုရင်အရန်တိတ်ဆိတ်လုံးတယ်တချို့ညတွေမှာလေကားပေါ်ကခြေတန်းတွေကြားရလို့အောက်ထက်ကအင်ရှင်ဖွားပြောဖို့တယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုတရေတစီကိုမယုံခဲ့ဘူးကျွန်တော်က freelance designer ညဘက်တွေဆိုလို့ရှိရင်ကွန်ပျူတာရှေ့မှာပဲအချိန်ကုန်နေတတ်တာအဲ့ဒီညကလည်းပုံမှန်လိုပဲတချင်းလေးဖွင့်လာပြီးလို့တစ်ခုလုံးနေခဲ့တယ်နိုင်ကိုကြည့်လိုက်တော့17:50ခေါ်ကော်ဖီကောက်ကအေးစက်နေပြီမိုးကလည်းပိုပြီးတဲလာတယ်တစ်ချက်လေးစီးလက်လိုက်တိုင်းမှာအခန်းထဲကအဖြူရောင်နဲ့ချက်ချင်းပြန်လာတယ်အဲ့ဒီအချိန်မှာပဲဖုန်းတုံးလာတယ်ကျွန်တော်ကြည့်လိုက်တယ်မဟုတ်ဘူးဘာနဲ့မှမပေါ်စခရင်အမေထူးဆန်းနေတယ်ဒါပေမဲ့ကျွန်တော်မကန်ခဲ့ဘူးစိတ်ထဲထင်နေလို့ပဲလို့ထင်ခဲ့တယ်ဖုန်းတန်ကရက်သွားတယ်ကျွန်တော်ပြန်အလုပ်လုပ်ဖို့ကီးဘုတ်ကိုလက်တင်လိုက်တဲ့အချိန်ဖုန်းထဝင်လာတယ်ဒီတစ်ခါပို့ကြတယ်ဖုန်းစက်ကောင်ကြည့်နေတဲ့အချိန်မှာကျွန်တော်တခုကိုသတိထားမိသွားတယ်ဖုန်းအပေါ်ကဘာလဲနဲ့ဖုန်းတိုင်ကမရှိဘူး Wi-Fi ကလည်းပြတ်နေတယ်ဒါပေမဲ့ဖုန်းကဝင်နေတော့မယ်ကျွန်တော်လက်ဖြားရေးအေးဆက်သွားတယ်ချွေးစည်းတွေလည်းထွက်လာတယ်ဖုန်းကိုချပြလိုက်တယ်3စက္ကန့်တောင်မကြာဘူးထပ်ဝင်လာတယ်တစ်ခါနှစ်ခါသုံးခါမိုးကလည်းပူကြီးလာတယ်တိုက်အိပ်ပြန်မှာခွေးတဝူးနဲ့ဟောင်းနေကြတယ်ကျွန်တော်စိတ်ထဲမှာမကောင်းတဲ့စိတ်တစ်ခုဝင်လာခဲ့တယ်ဒါပေမဲ့စတုထအချိန်များဖုန်းဝင်လာတဲ့အချိန်မှာတော့ကျွန်တော်ကန်လိုက်မိတယ်ဟယ်လိုဘာတမ်းမှမကြားရအောင်လေတိတ်တန်လိုမျိုးပဲကျွန်တော်ထပ်မိလိုက်တယ်ဘာတူလဲအဲ့ဒီအချိန်မှာဖုန်းထဲကအသက်ရှူတဲ့တစ်ခုတူတူလေးကြားလာရတယ်ပြီးတော့အမျိုးသမီးတစ်ယောက်ရဲ့အတန်အရန်တူတူလေးတလုံးရီနဲ့တကားဖွင့်မိပါကျွန်တော်ရင်ထဲတိတ်ခနဲ့ဖြစ်သွားတယ်ဘာတူလဲဒီတစ်ခါဘာမှပြင်မဖြစ်ဘူးဒါပေမဲ့အသက်ရှူတဲ့ကပုံနီးလာတယ်ဖုန်းစပီကာတွေကနေကျွန်တော်နာနာကပ်ပြီးတော့အသက်ရှူနေတယ်လို့မျိုးပြီးတော့သူမကတူတူလေးထပ်ပြောတယ်သူလာနေပြီပြီးတော့ဒုတ်လေကားကနေတက်လာတဲ့အတန်ဖြည်းဖြည်းချင်းကျွန်တော်အခန်းရှိရဲ့လေးတဲ့စီကိုတက်လာနေတယ်ကျွန်တော်စိတ်ထဲမှာအေးကနေဖြစ်သွားတယ်ဘာလို့လဲဆိုတော့ဒီတိုက်မှာလေးတဲ့ဆိုကျွန်တော်တယောက်ထဲနေတာအပေါ်မှာဘယ်သူမှမရှိဘူးခြေတံကကိုနီးလာတယ်ဒုတ်တစ်ထပ်နှစ်ထပ်သုံးထပ်ကျွန်တော်တကားဘက်ကနေချောင်းကြည့်လိုက်တယ်လေကားမှာဘယ်သူမှမရှိဘူးဒါပေမဲ့ခြေတံကတော့ဆက်ကြားနေရတယ်ဒုတ်ကျွန်တော်နောက်ကိုဖြည်းဖြည်းချင်းလက်ကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ကွန်ပျူတာမှန်ပေါ်မှာစာတမ်းတစ်ခုပေါ်နေတယ်ငါအိမ်ထဲကနေထွက်သွားကျွန်တော်အသက်ရှူတန်းလေးမြင်ရလာတယ်ကျွန်တော်နောက်ကိုမလှည့်ရတော့ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်နာနာကပ်ပြီးအမျိုးသမီးအတန်တခုတိုးတိုးလေးပြောလိုက်တယ်နောက်ကျသွားပြီepisode နဲ့မှာဒီတိုက်ဟောင်းရဲ့လှုပ်ဝက်ချက်အဲ့ဒီဖုန်းခေါ်တဲ့ရဲ့အစားပြီးတော့ည7:00နာရီကျော်ရင်ဘာကြောင့်ဖုန်းဝင်လာလဲဆိုတာဆက်လက်ပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်7:00နာရီအတန်ဇလန်အစီအစဉ်လေးကို like and follow လုပ်ထားဖို့မမေ့နဲ့နော်စိတ်ဝင်စားနဲ့နားထောင်ပေးခဲ့ကြတဲ့ပရိသတ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်